ထိုလူသည်ရေအောက်တွင်ပုန်းအောင်နေသောရေသူမများကိုတွေ့ရှိကြောင်းအတိပြုပြီးသည့်နှင့်ကမ်းပေါ်ရှိသူ၏အပေါင်းအပါများကိုဖြစ်ခဲ့ရန်ချက်ချင်းအချက်ပေးလိုက်သည်ရေသူမလေးများသည်ထိတ်လန့်တကြားဖြစ်ကအရက်မျက်နှာအနှံ့တို့ထွက်ပြေးကြတော့လေလူသားတို့၏မရက်မနာတိုက်ခိုက်မှုကြောင့်ရေထဲမှခုန်ထွက်ကကမ်းပေါ်သို့တက်လာခဲ့ကြရသည်သို့တော်လည်းလူသားတို့၏လိုက်လံဖမ်းဆီးမှုမှမလွတ်မြောက်နိုင်ခဲ့ကြပေကန်ဆိုးစွာထင်ရေသူမလေးတကောင်အဖမ်းခံလိုက်ရသည်ထိုလူသည်သူမ၏အကြေးဖွာများကိုခွာထုတ်ရန်စစ်ပစ္စည်းတစ်ခုကိုအသုံးပြုကသူမကိုခေါ်ဆောင်သွားရန်ပြင်ဆင်လေသည်ထို့သို့အရေးကြုံနေသည့်အချိန်တွင်သူမ၏အမထစ်သူကကဲတင်ရန်ချူးစားတော်လဲခဏအကြာတွင်သူမပါရန်သူလက်ထဲသို့ကြာရောက်သွားပြန်သည်ထိုလူသည်ရေသူမကိုတက်ရန်ဓားကိုမြောက်လိုက်တော်လဲကန်ကောင်းထောက်မှစွာဖြင့်ရေသူမသည်လင်းမြန်းစွာတုံ့ပြန်နိုင်ခဲ့ပြီးရှောင်းသိန်းကရေထဲသို့ပြန်ခုန်ချနိုင်ခဲ့သည်သို့တော်လဲလူရန်ကားများကလက်မလျှော့ပဲသူမရှိရာသို့တနက်ဖြန်ဖြစ်ခဲ့ကြသည်ရေသူမလေးသည်အသေးအတန်ထွက်ပြီးတော်လဲလူရန်ကားများကမစွတ်မနစ်လိုက်လံဖမ်းဆီးကြပြန်သည်ရေသူမလေးအဖမ်းခံရတော်ပြီဆဲတွင်ရေပဝဲကြီးတစ်ကောင်သည်၎င်း၏လက်တံများကိုအချိန်မီဆန်းထုတ်ကသူမကိုကဲတင်လိုက်သည်ထိုရေပဝဲသည်ရေသူမလေးဘေးအန္တရာယ်မှခိတလက်မြောက်နိုင်စေရန်သူမကိုလောက်လေးကိုကဲ့သို့အရှိန်ဖြင့်ခိုးအကင်ပတ်သို့ဖိလွတ်ပယ်လိုက်သည်သူမဘေးကင်းပြီဟုထင်မှတ်နေစဉ်မှာပင်ရုတ်တရက်အပေါ်မှကျလာသောပိုက်ကွန်းအကြီးကြီးတစ်ခုအလွန်သို့ရေသူမလေးမှတိုးဝင်ပြီးအဖမ်းခံလိုက်ရပြန်သည်